မှာတခြားသူတွေရဲ့အမြင်ကအရေးကြီးပေမဲ့ကိုယ်စိတ်ထဲကသဘောထားကိုလည်းအဓိကထားပါကိုယ်စိတ်ထဲကသဘောထားကိုလည်းအဓိကထားပါအမားတွေကနေသင်ယူပါမမဘူးသူမရှိပါဘူးမရှိပါဘူးအမားကိုကြောက်မနေပဲသင်ယူပြီးတော့တက်ပါသင်ယူပြီးတော့တက်ပါသင်ယူပြီးတော့တက်ပါအမြန်ဆုံးဆုံးဖြတ်မလုပ်ပါနဲ့အရေးကြီးတဲ့ကိစ္စတွေမှာအချိန်ယူပြီးစဉ်းစားပါလူကောင်းတွေကိုနားလည်ရွေးချယ်ပါသင်နဲ့တူနေတဲ့လူတွေကသင်ဘဝကိုသင်ရောက်မှုရှိပါတယ်